mấy mà ha còn mà nên xa cho này do thằng mình yêu hát xua vào lâu cả bố nên mấy anh ở đây gì cái ác khoa bị xa rồi mà long quên lấy đấy đi bà đi vô à long quên lấy đâu đâu lại bị về bây giờ thì suy đi biểu đi công ty thế thì cho ra đây mà cho ra cái thằng mình xa rồi quên rồi thế này chắc cô ta đóng ra liền mày à hay là mong gì to cứ to gì đấy chứ mà đi bây TPI xa đấy thằng mình ngủ xa chứ nào mấy mà mình chỉ để biểu quá ngã mấy ông cha bà đấy ngã luôn liền mình đau xa đấy cái nào mà tiêu đấy thế nên xin nó yêu cha đấy xin khali xin nhân đất đấy xin nhân bà đất đấy xin khali xin nhân đất cô đâu nhỉ chứ mà xa chứ nào mà u không biết nó biểu đó mình xin chứ mà cô bà bé lưu ya tầm ya mình sâu xin biểu cái đấy mà tao đâu khai gì đi khai gì cô lên lớp gì vậy cô mà bây giờ xin nó yêu cha đấy yêu cha thì còn lui chung à con người tầm một chế của số này mình lúc sinh một con đuôi chế nó xin nó sinh này số thay mấy này nó mà đau này rồi bà bố tôm bà ông ấy bà bố tôm phơi như này gì đấy yang không cho một toa lại mấy kêu này chứ cái nó bây giờ đi rồi kêu này tung rồi phơi này kêu tung mấy thôi cái đấy dùng mấy tiếng Anh đi à đây phơi như mà kêu mình ta đi qua kêu này tung như vậy đây tiếng Anh đi khu tiếng Anh dùng khu thôi cái này à thế bây này cô à xí cô lấy yêu lù là gì đó là gì á ở đây tao in đi tao bắt đi này đi này mà phong như rồi con này là xây này là bộ cũng bảo vấn đề lù đi mấy nhá thì bố cô chỉ là qua in đi tao bắt đi là biết rồi bây giờ tham gia sao mà được sao đâu cái sao mà được bây giờ phát rồi tao bây này chạy mấy nhá mà là bây giờ hey đôi nhau nó mà đi phong như trôi qua bây giờ nhau nó mà tăng ra rồi xem cái công nông thì ở bây giờဒါကအာဂါတို့အသက်များထင်ပါတယ်ဗျာအေးငါကိုတော်ရှင်မြတ်ရဲ့စားတော်ပွဲကိုလာပြီးတော့ဆွန့်ခံရတာတာမညအညုံအလုံးကြတာမဟုတ်ဘူးဘောတောင်းစားဘာတာမညမဟုတ်ဘူးပြီးတော့လေဥယျာဉ်လေးလည်းစိတ်လို့အိန္ဒိယလည်းညက်တော်မခတ်ပဲနဲ့ဒါတော့တမာရီအားကောင်းတဲ့အရှင်ဘုရားဒီဧကန္နဇံပညာသောယန္တာဘုရားများငါကိုတော်မြတ်ကိုချီးမြှောက်လို့လာတာဖြစ်ရမယ်ကွာဆိုဆွန့်နေကုန်လောင်းထဲသူဘလို့ထင်လောင်းလိုက်တာယန္တာလို့ထင်ပြီးလောင်းလိုက်တာကိုတော်ကတီလာလဲ nothing no တိတ်ခါလဲ no တိတ်ခါလဲနတ်တိရှိလား nothing တင်ကန်းလဲခိုးလာတာကတော့ကလည်းကိုယ့်အတုံးတာတပိတ်ကလည်းဘာမှမရှိဘူးတစ်စက်မှကြီးညိုွယ်ကုသိုလ်ဖြစ်ွယ်မရှိဘူးသဆွမ်းနေလောင်းထဲမင်းမြအဲ့ဒီအရှင်ဘုရားဘယ်เจ้าကတန်းသုံးလဲဘယ်နေရာမှာလဲစုံစမ်းစမ်းกว่าဆိုထောင်လိုင်းကြီးလွှတ်လိုက်တယ်ဟိုကလိုက်ရတာဟိုကြည့်လိုက်သူကနောက်ကလူမတွေ့ဘူးလေဟိုလည်းရောက်ကသင်္ကန်းနေပါလေဖေးပေါ်ကဲမိမဟဲ့ကောင်မနင်စားကြတယ်ရော့ထမင်းပြူဟာဆိုပါလို့တာပေါ့နေမယန်းတဲ့တပိတ်ကြီးကာယခွာပြီးတော့စားတော့မှာဒီဘာဘူးတောင်းဆိုတဲ့ကောင်အလွန်ဝင်လေးတဲ့အတိပါရီရောကအလွန်ဝင်လေးတာကိုလုပ်လိုက်ပြီပဲဘယင်သိရင်ဆွေတွေမျိုးတွေအကုန်သိဘယ်နှယောက်သိမှာသူတို့လင်မယားတွေဘယ်နှယောက်တတ်ခံမှာလဲခင်ဗျာကျော်ကျသူများလည်းခင်လိုက်ကြည့်နေဟဲ့လားဘယ်နှယောက်လဲဘာဖြစ်လို့လဲဘိုက်တဲ့ခလေးလည်းပါသေးတယ်ဆယ်တော့လက်ညှိုးတစ်ချောင်းခင်ရတယ်ဟိုဘာလို့ပြောလိုက်တယ်ခင်ဗျာဘယ်နှယောက်လဲတော့မဟုတ်ပါဘူးအဲ့တော့မင်းအဲ့ခလေးတော့လူ3ယောက်အသက်သိမယ်ဆိုတော့ဘလို့ပြောရမလဲတရားမလို့အသွားထောက်လန်းရေးအပြန့်တန်တမန်ရေးတာသွားတော့ဘာလဲလဲထောက်လန်းရေးနေနဲ့သွားတာပဲပြန့်ရင်တန်တမန်နဲ့ဗျာအသွားထောက်လန်းရေးအပြန့်တန်တမန်ဗျာဟုတ်ပြီလားအသွားထောက်လန်းရေးအပြန့်တန်တမန် diplomatic word တွေသိရတယ်ပြန်လာငါအမှန်တည်းပြောလိုက်ရင်တော့ရှင်ဘုရင်ကလည်းရဟန္တာကြီးထင်ပြီးလောင်းလာတဲ့ကုသိုလ်တွေပြက်သူတို့သားမိသားပါ3ယောက်လဲသိမယ်နော်အဲ့ဒါပြန်လာဘယ်လိုဟဲ့ဝင်းစောမောင်မင်းငါကိုရောမြတ်ကိုရှောက်စမ်းငါကိုရောမြတ်ထင်တဲ့အတိုင်းပဲဟုတ်လားသူထင်တာလေဟုတ်လားဗျာရှင်မင်းကြီးထင်တဲ့အတိုင်းပဲကျွန်တော်မျိုးကြီးအဲ့ဒီအရှင်မင်းကြီးရှိရဆုံးခံသွားတဲ့ပုဂ္ဂိုလ်ရဲ့ကိုကျွန်တော်မျိုးကြီးလိုက်ပါတယ်ဗျာကျွန်တော်မျိုးလိုက်သွားတဲ့အခါမှာ तू ကဇရက်တစ်ခုပေါ်တက်သွားပါတယ်ဗျာဇရက်ပေါ်လေးရောက်တော့ကျွန်တော်မျိုးကြီးအသွင်းတော်ပျောက်သွားလို့မမြင်ခဲ့ရပါဗျာဟုတ်တယ်လေရန်အသွင်းများပျောက်သွားဘာဖြစ်သွားလဲလူအသွင်းပျောက်ပြီးမိမနဲ့သမင်းစားတာမှန်တယ် तू အာဘတင်လားမသိဘူးလိမ့်လားမှန်တယ် तू ပြောတာအရှင်မင်းကြီးပြောတယ်နောက်ကလိုက်သွားတာဇရက်ပေါ်လေးရောက်တော့ရန်အသွင်းပျောက်သွားအေးကွာထင်တယ် तू ထင်လိုက်တာကမြေရှိုးမိုးပြန်ပျောက်သွားတယ်လို့တော်သူထင်တာလေထင်ကောင်းတယ်မင်းထင်တာထင်ပါသေးသူ့ဘက်ကတေချာတယ်ခင်ဗျာလည်းခင်ဗျာကတေချာတယ်ဟုတ်လားခင်ဗျာဘေးရင်တွေခေါ်လိုက်တယ်ရေရာချီပြီးတေချာပါအောင်မရမယ်ခင်ဗျာဘက်ကပြောတာလေမှန်တယ်ဟုတ်လားဟုတ်လားကိုပါဦးတော်ဘက်ကပြောတာကိုဘက်ကတော့တေချာဟာတေချာတယ်သူက
အပြိုကြီးကခင်ဗျားကြီးလာပြီးတော့အိမ်တော်ကြခြင်းလို့ပါသူချစ်တဲ့ကောင်လေးကငငယ်လေးအရင်တော့သူကအသက်က40လောက်ရှိပြီကောင်လေးက20မမနဲ့မောင်လေးဖြစ်ခင်ဗျာကျွန်မအခုကိုပေါတော့ကျွန်မအရင်တော့ကျွန်မငငယ်လေးကကျွန်မသူ့ကိုချစ်လာခဲ့တာသူနဲ့ရွယ်တူလေးနဲ့ဖြစ်တယ်အာရသေးရမယ်ခင်ဗျားကသိကြတယ်လေပြီးလဲပြီးတော့ဟိုကတခါလဲယူသွားတော့ခင်ဗျားပတ်သက်တက်နော်အဲ့လိုကြုံဘူးလားဟာကြုံဘူးတယ်ဟာကွတ်တီပါလားကွာခက်ပါရောဩဘေးရင်တော့ခေါ်စားဖို့ကောင်းတယ်နော်ကြုံဘူးလားအဲ့ဒီလိုချင်မျိုးတွေကြုံဘူးတယ်ဒါဆိုတော့ခုနကတော့တစည်းရှင်ကြော်သွားကအဲ့ဒီဘုန်းကြီးကိုဆုံးလိုက်တဲ့အလစ်စီဒုတ်တီလအလစ်စီဆိုတာလိန်ညာတယ်ဒုတ်တီလကတီလမရှိဘူးဒီဘုန်းကြီးလို့ထင်ပြီးရဟန္တာထင်ပြီးတော့ဟောဆင်ပြူတစည်းရတယ်ဗျာတွေ့လားမင်းကြီးများငါကိုတော်မြတ်မနေ့ကရဟန္တာအရှင်မြတ်ကိုလောင်းလိုက်တဲ့ကြောင့်ငါကိုတော်မြတ်ရှင်ဆင်ပြူတစည်းရတယ်ကွာလို့တွေ့လားတော့တစည်းရှင်ကြော်သွားဆိုပါလေဒီအရှင်ဘုရားတွေတနေ့နေပြောစရာမလိုတော့ဘယ်နော်လိန်ညာလိုက်တဲ့ဘုန်းကြီးတို့တော်မှာဆွမ်းလောင်းလိုက်တာကုသိုလ်ရသေးတယ်ဆိုရင်သူဓမ္မပရိသတ်စာပြန်ပွဲကြီးအရှင်ဘုရားတွေဘယ်လိုနေမလဲပြောစရာမလိုတော့ပါ